မနေ့က face wash မှာသုံးနေလို့စကင်အသားရည်ပူဆိုးတဲ့အကြောင်းကိုပြောပြပြီးပြီဆိုတော့ဒီနေ့ဘယ်လိုမျက်နှာတစ်စီကိုရွေးရမလဲဆိုတာပြောပြမယ်။တစ်ချက်ကိုယ့်အသားရည်အမျိုးအစားကိုသိဖို့လိုတယ်။ဥပမာ oily skin မျက်နှာအဆီပြန်တဲ့သူဆို wine control gentle cleanser အဆီပြန်တာကိုထိန်းပေးတဲ့မျက်နှာသစ် dry skin အသားရည်မွဲခြောက်တဲ့သူဆို moisturizing dye cleanser ရေဓာတ်အပြည့်ပေးတဲ့မျက်နှာသစ်ဒါမျိုးတွေရွေးချယ်သင့်တယ်။နှစ်ချက် foam များလွန်းတာတွေမရွေးပါနဲ့။သုံးအချက် fragrance ပြင်းတာတွေရှောင်ပါ simple black gentle ဖြစ်တာကိုရွေးတာကအကောင်းဆုံးပါပဲ။ foam များတဲ့မျက်နှာသစ်တွေကိုဘာလို့အဆင်မပြေလဲဆိုတာသိချင်ရင်နောက်ဗီဒီယိုမှာရှင်းပြသွားမယ်။ follow လုပ်ထားဖို့မမေ့နဲ့တော့